လာပါမင်းညာကကျွန်တော်တို့မင်းသားကြီးဂျွန်ကိုနှစ်ယောက်တွဲကကျွန်တော်ထိုင်း3ယောက်ကိုခုံတို့ service အဖွင့်နဲ့ကျွန်တော်တို့ဆက်ပွဲမှာရောတင်ပွဲမှာရောနှစ်ပွဲစလုံးအနိုင်ရတော့တာကိုတွေ့ရတယ်ဆိုတော့ပွဲပြီးမှာမင်းသားကြီးကဟိုတကဘာလုံးကကြိုက်တဲ့နှစ်ယောက်တွဲခုံတို့ service အဖွင့်ဆိုရင်စောက်ပေးပါမယ်ဆိုပြီးတော့စိန်ခေါ်သွားတာရှိတယ်လို့ကျောင်းဆရာနဲ့ကျောင်းတိုက်ကိုလည်းစိန်ခေါ်တာမဟုတ်ပါဘူးစော့ကျင်လည်းဆိုရင်စောက်ပေးပါမယ်ဆိုပြီးတော့နာမည်တက်ပြီးပြောသွားတာမျိုးတွေ့ရပါတယ်ဗျဆိုတော့အာကြီးဆိုရင်တော့သူ့ရဲ့ sponsor ကအာကြီးနဲ့ဆိုရင်တော့ဟိုတစ်ဖက်စီခတ်မှာမဟုတ်ဘူးလို့တော့ပြောသွားတာတွေ့ရတယ်ဆိုတော့ကျောင်းတိုင်းနဲ့ကျောင်းဆရာဆိုရင်မင်းသားကြီးဂျွန်ကိုရဲ့ခုံထိုး service အဖွင့်နေဆိုဆော့လို့အဆင်ပြေပါမလားမင်းသားကြီးရဲ့ခုံထိုး service ကိုကျောင်းဆရာနဲ့ကျောင်းတိုက်ကဖန်ချင်းရနိုင်ပေမဲ့မင်းသားကြီးဂျွန်ကိုကျောင်းဆရာကျောင်းတိုက်နှစ်ယောက်တွဲက service ပြန်ပြီးတော့ပေါက်ပါမလားဒါထည့်စဉ်းစားမှာအချက်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဘက်ကမင်းကျောင်းဆရာမဟုတ်ဘဲနဲ့ကျောင်းတိုက် artist ဆိုရင်ရောဖြစ်နိုင်မလားဒါတစ်ချက်ကျွန်တော်ပြန်စဉ်းစားမယ်ကျောင်းထိုက် artist နဲ့ဖြစ်မလားကျောင်းထိုက်ရှိန်ကျောင်းတိုက်မဟုတ်ဘဲနဲ့ကျောင်းတိုက်နေရာမှာရှိန်လေး artist ဆိုရင်ရောမင်းသားကြီးဂျွန်ကိုခုံတို့ service အဖွင့်နဲ့ဆော့နိုင်မလားဒါတစ်ချက်စဉ်းစားမှာဖြစ်တယ်မြန်မာပြည်မှာခုံတို့ service နဲ့ကောင်းတာကျွန်တော်တွေ့ကူးတာဆို2ယောက်ရှိတယ်ဆိုတော့တယောက်ကမင်းသားကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကကျွန်တော်တို့ဖိုးသဲဖြစ်ပါတယ်ဆိုတော့ဖိုးသဲ artist မင်းသားကြီးဂျွန်ကို2ယောက်တွဲလဲဖြစ်လာနိုင်စရာရှိမယ်ထင်တယ်ခင်ဗျဆိုတော့ဖိုးသဲကခုံတို့ service ကောင်းတဲ့ထဲမှာပါတယ်ဖိုးသဲရဲ့ခုံတို့ service က PC တို့တောင်မှတော်တော်လေးအလုပ်ရှုပ်စေခဲ့တာမျိုးတွေ့ရတယ်ခင်ဗျ PC တို့တောင်ရှုံထားတယ်ထင်တယ်ဆိုတော့ဖိုးသဲ artist ဒါမှမဟုတ်ဖိုးသဲကျောင်းဆရာမင်းသားကြီးဂျွန်ကိုဖြစ်လာနိုင်ဖို့ရှိမယ်ထင်ပါတယ်ဆိုတော့မင်းသားကြီးကနှစ်ပွဲလောက်အထိတော့သူကောင်းကစားနိုင်အောင်မဲ့တက်လုံမျိုးရှိနေတာကိုတွေ့ရတယ်ခင်ဗျဆိုတော့ကျွန်တော်ထင်ပါတယ်ဒီပွဲမျိုးတွေကမြန်မာပြည်မှာပြန်ပြီးဖြစ်မှာတော့မဟုတ်တော့ဘူးကြားချပြီးတော့ကျွန်တော်တို့မြန်မာပြည်နယ်စပ်မှာဖြစ်နိုင်မလားကျွန်တော်ထိုင်းမှာပဲတောက်ခတ်ပြီးဖြစ်ရမလားတော့တစ်ချက်ကြည့်ရမှာပေါ့မင်းညာထိုင်း3ယောက်ကိုနိုင်သွားတဲ့အတွက်မင်းသားကြီးဂျွန်ကိုအတွဲကိုစိန်ခေါ်ပြီးခတ်လာမယ်ထိုင်းတခြားထိုင်းနေရှိအောင်မယ်လို့ထင်ပါတယ်ပွဲကောင်းတွေတော့ဆက်လက်မြင်တွေ့ရပါလေအောင်မယ်ခင်ဗျကျွန်တော်အမြင်ကတော့ကျောင်းတိုက်ကျောင်းဆရာကမင်းသားကြီးဂျွန်ကိုခုံထိုးစားပွင့်နဲ့ခုံထိုးစားပစ်အဖွင့်နဲ့ဆော့ဖို့မဖြစ်နိုင်ပါဘူးခင်ဗျအားလုံးပဲကျေးဇူးများတင်ပါတယ်